မင်္ဂလာပါထိုင်းပြည်ရဲ့မဟာဝဇီရာလောင်ကုန်း၏အကြီးဆုံးသမီးတော်ဖြစ်သူမင်းသမီးဘာဇာရာကီရီယာဘာ၏ကျမ်းမာရေးအခြေအနေမှာမကြသေးမီလများအတွင်းပုံမဆိုးရွားလာကြောင်းထိုင်းတော်ဝင်နန်းတော်ရဲ့နောက်ဆုံးထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်အသက်40ခွန်ရှိပြီဖြစ်သောမင်းသမီးဘာဟုလူတီးတီမင်းသမီးသည်2022ခုနှစ်ဒီဇင်ဘာလမှာနှလုံးရောဂါနဲ့အခြားရောဂါပိုးဝင်မှုများကြောင့်လဲခဲ့ပြီးနောက်ကိုမာအခြေအနေသို့ရောက်ရှိခဲ့ကယနေ့အချိန်ထိသတိမလဲသည့်ကြောင်းသိရပါတယ်နန်းတော်၏ထုတ်ပြန်ချက်အရဆရာဝန်အဖွဲ့ကအပိအဝကုသပြီးနေပြီးအနီးကပ်စောင့်ရှောက်လျက်ရှိတော်လဲလက်ရှိတွင်ထိမ့်မနိုင်သေးသောယောဂပိုးဝင်မှုများကြောင့်ခန္ဓာကိုယ်အငယ်အများပြားထိခိုက်နေပါတယ်สวนจิตรลดาพระราชวังดุสิตทรงรับแจกันดอกไม้และของขวัญพระราชทานของพระบาทสมเด็จพระเจ้าอยู่หัวและရင်းကြောင်သွေးပုံချိန်နှိမ်ခြင်းနှလုံးခုန်ချိန်မမာခြင်းနဲ့သွေးခဲခြင်းများဖြစ်ပေါ်နေကြောင်းသိရပါတယ်။ Reuters သတင်းရဲ့ဖော်ပြချက်အရမင်းသမီးအားဆေးဝါးများပေးထားသည့်အစုံနဲ့ကြောက်ကပ်အလုပ်လုပ်နိုင်ရာဆေးဘက်ဆိုင်ရာစက်ကရိယာများအသုံးပြုထားတော့လဲကျန်းမာရေးအခြေအနေဆက်လက်ကျဆင်းနေကြောင်းသိရပါတယ်။မင်းသမီးအားအစပိုင်းမှာ Pak Chong Nana Hospital မှာကုသခဲ့ပြီးယခုနဘောင်းကောက်ရှိဘီရင်ချူလာလောင်ကုန်းအထိတ်မဆိတ်အောင်မှာဆက်လက်ကုသလျက်ရှိပါတယ်။လက်ရှိအခြေအနေအရပြန်လည်သက်သာနိုင်ခြင်းနဲ့လောင်ကျေလဲတည်င်းများတွင်ဖော်ပြထားပါတယ်။ရခိုင်မှာမင်းသမီးဘာဇာရာခီဒီယာဘာကိုထိုင်းပြည်ရဲ့အနာဂတ်အမွေဆက်ခံသူအဖြစ်လူအများကမျှော်လင့်ထားကြပါတယ်။သူမသည်တာမတ်စာ University မှဥပဒေဘွဲ့ရရှိပြီးနောက်ပိုင်းမှာ Cornell University မှဥပဒေဘွဲ့များဆက်လက်ရရှိခဲ့ပါတယ်။ထို့ပြင်မင်းသမီးသည်တာနမန်ရေးနဲ့ဥပဒေရေးရာကဏ္ဍများမှာတာဝန်ထမ်းဆောင်ခဲ့ပြီးဩစတြေးလျနိုင်ငံဆိုင်ရာထိုင်းတန်အမတ်အဖြစ်လဲအစိုးရရှိနေအဖြစ်လဲဆောင်ရွက်ဖူးပါတယ်။သူမသည်ကုလသမဂ္ဂအထွေအစည်းအဝေးအကြိမ်60မှာလဲထိုင်းနိုင်ငံကိုစားပြုတက်ရောက်ခဲ့ပြီးရာဇဝတ်ကာကွယ်ရေးတရားမျှတခြင်းလူ့အခွင့်အရေးနဲ့ရွေးပြောင်းနေထိုင်မှုဆိုင်ရာအကြောင်းအရာများကိုအဓိကဆွေးနွေးခဲ့ပါတယ်။ထို့ပြင်2022ခုနှစ်တွင် Royal Security Command ရဲ့ Chief of Staff ဒေါ်ဝန်လုံခြုံရေးကွက်ခတ်မှုဌာနရဲ့စီဦးစီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ပြီးရင်းရတူးမှာဘရင်၏လုံခြုံရေးအဖွဲ့တွင်အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။တိုးကြောင့်လည်းမင်းသမီးနာမြောင်းဖီမှုနဲ့ကိုမာမေ့မျောခြင်းအချင်းဤကြောင့်ထိုင်းတော်ဝင်မိသားစုအတွင်းအမွေဆက်ခံရေးအကျက်တဲဖြစ်ပေါ်လာနေကြောင်းသုံးသပ်မှုများလည်းထွက်ပေါ်လာနေပါတယ်။အသက်83နှစ်ရှိပြီဖြစ်သောဘယေမဟာဝဇီရာလောင်ကုန်းသည်မိသားစု၄စုမှကလေး9ဦးရှိတော်လေယနေ့အချိန်ထိအမွေဆက်ခံသူကိုတရားဝင်မကြေညာသေးပါဘူး။ဘယင်းဤအကြီးဆုံးသားဖြစ်သူကျူတဝချရာဝိဝချရာဝန်စာသည်2096ခုနှစ်မှာမိသားစုယင်းနီးနဲ့ညီများနဲ့အတူထိုင်းနိုင်ငံကထွက်ခွာခဲ့ပြီးဒေါ်ဝင်ပွဲအခွင့်အရေးများဆုံးရှုံးခဲ့ပါတယ်။สวนจิตรลดาพระราชวังดุสิตทรงรับแจกันดอกไม้และของขวัญพระราชทานของพระบาทสมเด็จพระเจ้าอยู่หัวและสมเด็จพระนางเจ้าพระบรมราชินีเนื่องในโอกาสวันคล้ายวันประสูติวันที่7 ธันวาคม 2565